မင်္ဂလာပါ Eldoravis ကူမှကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကြတော့ဗျာအခုနောက်ပိုင်းတွေမှာတော်တော်လေးခေတ်စားလာတဲ့ဒီ KTV Ron Design တွေနောက် DJ Stage တွေပေါ့နော်အဲ့လိုမျိုးတွေမှာပါလာတဲ့ဒီ LED screen တွေ strip line တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့က video runner အနေနဲ့လောက်ပြခြင်းတဲ့အခါမျိုးမှာသူ့ရဲ့ animation ကိုဘယ်လိုလုပ်လို့ရမလဲပေါ့နော်ဒါကိုကျွန်တော်ဒီ video ထဲမှာပြောပြသွားမှာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ကမသိသေးရင်အရင်ဆုံးဥပမာအနေနဲ့ရှင်းပြမယ်ဆို LED screen တွေကကျတော့ရှင်းတယ်ဗျာကျွန်တော်ဒီလိုမျိုးဒီ VJ loop လို့ခေါ်တဲ့ video texture တွေပေါ့နော်ဒါကတော့ YouTube ကပဲဖြစ်စေနောက် free pick တို့ပါတော့ဖြစ်စေကိုအကြိုက်နေတဲ့နေရာကနေ download ဆွဲပြီးတော့ကျွန်တော်တို့သုံးချလို့ရတယ်เนาะဒါပေမဲ့ဒီလိုမျိုးကျွန်တော်တို့ LED strip line ဆိုရင်တော့ဒါကတော့ဥပမာအနေနဲ့ပေါ့နော်ကျွန်တော် Facebook ကနေပဲ sample ခဏပြပေးတာပေါ့နော်ဆိုတော့အတန်းတော့နည်းနည်းတိုးလာမယ် play ပြမယ်เนาะโอเคเนาะဒီလောက်ဆိုရင်ကျွန်တော်တို့နားလည်မယ်ထင်တယ်သူက screen ကကျတော့ကျွန်တော်တို့ကဒီ video texture တစ်ခုလုံးကိုချက်လိုက်ကတ်လိုက်တဲ့အခါမှာအဆင်ပြေပေမဲ့ဒီလိုမျိုး strip animation တွေလုပ်ချင်တဲ့အခါကျရင်ဗျာသူကဒီ strip line သွားတဲ့ direction ပေါ့နော်အဲ့ direction မှန်ဖို့ကျွန်တော်တို့ရဲ့ပြောရရင်တော့ UV ပေါ့ UV မှန်ဖို့ကအရင်အရေးကြီးတယ်ဒါပထမတစ်ချက်ဒုတိယချက်ကကျတော့ကျွန်တော်တို့သွားမဲ့ဒီ strip animation ပေါ့နော်ခုနကလိုကျွန်တော်မိတ်တုံလေးသွားမှလားဒါမှမဟုတ်လေပြတ်တောက်လိုချင်တာလားဒါမှမဟုတ်တောက်လျှောက်တစ်ဆက်သေးကိုပဲကိုသွားခြင်းတယ်အဲ့လိုဘယ်လိုပြေးသွားခြင်းလဲစသည်ဖြင့်အဲ့ဒီလိုမျိုးဒီ video texture တခုတော့လိုအပ်မယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒါကို Premiere Pro မှာပဲကိုလိုချင်တဲ့ပုံစံမျိုးဖန်တီးလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ video ရဲ့ description မှာလည်းပဲစမ်းကြည့်လို့ရအောင်ကျွန်တော်လုပ်ထားတဲ့ texture လေး video လေးကို sample အနေနဲ့ထည့်ပေးထားတယ်ပေါ့နော် okay အဲ့တော့ဒီ video ဘယ်လိုဖန်တီးလို့ရလဲဒီ video texture ဖန်တီးနည်းကိုတော့ကျွန်တော်ဒီမှာမပြောတော့ဘူးเนาะဘယ်လိုကတ်လို့ရလဲဆိုတော့အကြောင်းပဲကျွန်တော်ဒီမှာရှင်းပြပေးမှာပေါ့နော်အဲ့တော့ရှင်းပြပေးတဲ့နေရာမှာကျွန်တော်က D5 runner နဲ့ချိတ်ဆက်ပြီးတော့ရှင်းပြပေးမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် 3DMS V-Ray မှာတစ်ခါတည်းလုပ်ပြလိုက်မယ်ဆိုရင်ဒါပေမဲ့ animation runner လုပ်ဖို့အတွက်က runner time ကျွန်တော်တို့တော်တော်လေးအချိန်ပေးရမယ်။ဆိုတော့ real time runner တိုက်မျိုးစားဖြစ်တဲ့ D5 runner နဲ့ကျွန်တော်တစ်ခါတည်းချိန်ပြီးလုပ်ပြလိုက်တဲ့အခါမှာပို့ပြီးတော့နားလည်သွားမယ်။အဲ့တော့ဘယ်မှာပဲလုပ်ပါစေသဘောတရားတော့တူပဲပေါ့နော်။ဆိုတော့ကျွန်တော်ဒီမှာကြိုပြီးတော့ဆွဲထားတဲ့ model လေးတွေရှိရပေါ့နော်ဒါကိုတော့ကျွန်တော် LED screen လို့ပဲသတ်မှတ်ပေးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ screen ကိုအဖြောင်းမကြိုက်လို့ကျွန်တော်တို့ကခက်ကိုယ်လှုပ်ချင်တပါဆိုလဲဟောလေနော်ဒါကတော့မကြည့်ဘူးနော်ကိုလိုချင်တဲ့ design ပုံနဲ့ဖန်တီးလို့ရတယ်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်အဲ့ဒါကို D5 runner နဲ့တစ်ချက်ချိန်လိုက်မယ်နော်โอเคเนาะအဲ့တော့ဒီမှာကျွန်တော်ပထမဆုံးဒီ screen ကိုပဲအရင်ကတ်ကြည့်လိုက်မယ်လေเนาะ screen ကတော့လွယ်လွယ်ကူကူကျွန်တော်တို့လုပ်လို့ရတယ်ဆိုတော့ဒီမှာဒီ plane ပြားမှာပေါ့เนาะအဲ့တော့ဒါကတော့ material ကျွန်တော်ခွဲမှာဖြစ်တယ်เนาะ material တခုအဆင်ပြေတဲ့ဟာတခုခဏကတ်ထားပေးလိုက်မယ်เนาะအဲ့တော့ဒီဘက်မှာကျွန်တော်တို့ material ဝင်လာမယ်ပေါ့เนาะအဲ့တော့ပထမဆုံးကျွန်တော်တို့ကကိုသုံးမဲ့ဒါကို download ဆွဲလိုက်တယ်ပေါ့เนาะဒီ screen ကိုကျွန်တော်တို့သုံးမယ်ပဲဆိုပါတော့အဲ့တော့ကျွန်တော်တို့ကဒီကောင်ရဲ့ ratio ကိုဒါကိုယ့်ရဲ့ screen ratio နဲ့ကိုက်နေတဲ့ video ဒါမှမဟုတ်လေကိုယ့်ဘာသာကိုချိန်ပေးဖို့တော့လိုအပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဘာလုပ်လေးရှိလဲဆိုတော့ဒီ video ကိုတစ်ချက်ဖွင့်လိုက်ပြီးတော့ screenshot ဖန်လိုက်တယ်ပေါ့နော်ဒါမှမဟုတ်လေ snipping tool ခေါ်ပြီးတော့ဒီကိုလိုတဲ့အပိုင်းလေးကိုပဲဒီလိုမျိုးလေးဖြတ်ယူလိုက်တယ်ပြောရရင်တော့ဗျာ video ရဲ့ ratio ကိုကျွန်တော်တို့ယူလိုက်တဲ့သဘောပဲပေါ့နော်ပြီးရင် save as ဆိုပြီးတော့ဆိုတော့ဒီမှာပဲကျွန်တော် screen လို့ထည့်လိုက်မယ်နော် okay အဲ့တော့တက်လက်စားတယ်ကျွန်တော်ဒီ LED strip line တော့ပါတခါလေးဆေးလိုက်မယ်เนาะဆိုတော့ဒီမှာတော့နှစ်ခုပေးထားတယ်ဒါကတော့နည်းနည်းထင်းနဲ့ဟိုပြက်တသားပေါ်တဲ့ဟာမျိုးဒါကတော့ကျွန်တော်နည်းနည်းလေးဘလားဖြစ်ပြီးတော့ရောတဲ့ပုံစံမျိုးလေးပေါ့เนาะတော့တူတူပဲကြိုက်တာသုံးလို့ရတယ်ကျွန်တော်ဒီကောင်လေးကိုပဲ screenshot ဖမ်းလိုက်မယ်เนาะဆိုတော့ snipping tool နဲ့တခါလေးတွားလိုက်ပါမယ်เนาะokay အဲ့တော့ပုံလာတာမလာတာရေးမကြည့်ဘူးเนาะအကြောင်းလဲဆိုတော့ကျွန်တော်တို့ကယာဖို့အတွက်ပဲโอเคဒါဆိုရင်တော့ကျွန်တော်ရပြီเนาะအဲ့တော့ဒီမှာကျွန်တော်တို့က D5 မှာပဲတခါတည်းကတ်ပြီးတခါတည်းချိန်ရင်လည်းချိန်ပေါ့เนาะကျွန်တော်တို့ဒီမှာပဲချိန်လိုက်ချိန်တယ်ပေါ့เนาะဆိုတော့ဒီ screenshot ဖန်ထားတဲ့ texture လေးကိုဒီထဲမှာထည့်လိုက်မယ်
နော်ဒီမှာဝင်လာပြီဝင်လာတဲ့အခါမှာဒါကိုကကြိုက်တယ်ဆိုရင်တော့တန်းသုံးပေါ့နော်မကြိုက်ရင်တော့ကျွန်တော်ဒီမှာ UV တွေပါတယ်ထည့်ပေါ့နော်နော် okay ကျွန်တော် benefit ခေါ်ပြီးတော့ဒီကျွန်တော်ရဲ့ဒီ screen ရဲ့ ratio လေးကိုယူလိုက်မယ်ဒါစူးစမ်းလေးကြိုက်ပါမယ်ပေါ့နော်မဟုတ်ရင်ကျွန်တော်တို့ပိန်တာပူတာရှည်တာတွေဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးတော့မှဒီကောင်လေးကိုနည်းနည်းလေးချဲထုတ်လိုက်မယ်ဒါတော့ဟိုအဖြစ်ပေါ့နော်ဒီလောက်ဆိုရမှာလို့ထင်တယ်စင်တာပဲထားလိုက်ပါမယ်နော်ဒါဆိုရပြီနော်โอเคအဲ့တော့ဒီဘက်မှာကျွန်တော်တို့အဆင်ပြေသွားပြီနော်ဒါကတော့ဟို UV ပေါ့နော် UV အဆင်ပြေသွားပြီအဲ့တော့အဆင်ပြေသွားတဲ့အခါမှာကျွန်တော်မြင်တာအောင်လို့ဒီ environment မှာဒီနေကိုကျွန်တော်လုံးဝပိတ်လိုက်မယ်ပေါ့နော်ဒါပေမဲ့ပိတ်ခင်မှာတော့ဒီ material အရင်ခေါ်ပြီးတော့ထည့်ထားလိုက်မယ်နော်ဆိုတော့ဒီမှာတော့ဗာနဲ့တုံးတာလဲဆိုရင် multimedia တုံးလို့ရတယ်ပေါ့နော်ဆိုတော့ V-Ray မှာဆိုရင်တော့ကျွန်တော် V-Ray light material တုံးပြီးတော့ဒီ video ကိုတန်းပြီးတော့ကတ်လို့ရတယ်ဒါပေမဲ့3M Max မှာ catch ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ V-Ray ပါမဟုတ်ဘူးเนาะဘယ်လို runner engine ပဲဖြစ်စေ 3M Max မှာ material catch ချင်တယ်ဆိုရင်တော့ကျွန်တော် MB4 format ဖြစ်လို့မရဘူးသူက AVI နဲ့လက်ခံတယ်เนาะဒီ file မှာတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့သုံးမဲ့ video texture ဒီ200 MB ထဲကျော်လို့မရဘူးပေါ့နော်ဟုတ်ပြီဆိုတော့ဒီမှာကျွန်တော်တို့ဒီ video ဆိုတဲ့နေရာလေးမှာဒီကောင်လေးကိုဒီလိုပဲဆွဲထည့်လိုက်တော့မှရှာမနေတော့ဘူးเนาะပြီးဒီမှာ intensity လေးတိုးကြည့်လိုက်ရင်ရပြီเนาะ okay အဲ့တော့ကျွန်တော် environment မှာဒီနေကို0ထားလိုက်မယ်ဒါပိုမြင်အောင်ပေါ့နော်အဲ့တော့ဒီ scene လေးကိုကျွန်တော်နည်းနည်းကြည့်ကောင်းမဲ့အနေထားလေးစေလိုက်မယ်เนาะ okay တက်လားဒါဆိုရင်ကျွန်တော်တို့ဒီ screen animation ကပြီးသွားပြီဒါကအရန်လွယ်ပြီเนาะဘယ်မှာပဲလုပ်လို့ဘယ်လိုပဲလုပ်လို့ဒါတာမှန်ပဲဒါပေမဲ့ပြဿနာဒီမှာလာမှာဗျเนาะအဲ့တော့အဲ့ဒီ strip line တွေပေါ့เนาะဒီမှာကျွန်တော်တို့ရဲ့ strip line တွေ1 2 3အခုဒီကောင်လေး material မကတ်လိုက်လေပြဿနာတော့မရှိပါဘူးเนาะဘာကြောင့်လဲဆိုဒီ3ခုတော့အတူတူပဲဆိုတဲ့အတွက်ကြောင့်ဒါမဲ့ကျွန်တော်ဒီအဆင်ပြေတဲ့တစ်လုံးတော့ခဏကတ်ထားလိုက်မယ်အဲ့တော့ဒီ file မှာကျွန်တော်တို့သူ့ကို iDropper 2နဲ့ pick ကောက်လိုက်မယ်ပေါ့เนาะiDropper နဲ့ pick ကောက်ပြီးတော့ခဏလိုပဲကျွန်တော်ဒီမှာ multi media ယူလိုက်တယ်ယူလိုက်ပြီးတဲ့အခါမှာဒီ video image ဆိုတဲ့နေရာမှာပဲ strip line ပေါ့နော်ဒါလေးပဲသုံးလိုက်ပါမယ်เนาะဆိုတော့ဒီကောင်လေးကိုကျွန်တော်ထည့်လိုက်မယ်ပြီးရင်ထုံးစံနိုင်မယ် intensity လေးတင်လိုက်မယ်ဆိုတော့အဆင်မပြေဘူးတွေ့လားကျွန်တော်တို့သွားခြင်းနဲ့ strip line ပုံစံမပေါ်ဘူးဟုတ်ပြီเนาะအဲ့တော့မပေါ်တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့ကmax ထဲမှာပဲဖြစ်စေဒီနေရာမှာဖြတ်ပြောရမယ်ဆိုရင်တော့ sketcher နဲ့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်မသိဘူးเนาะဘာကြောင့်လဲဆိုတော့ကျွန်တော် sketcher ကိုအခြေခံလောက်ပဲသုံးတတ်တယ်ဒီ max ကိုပဲအဓိကသုံးတာဖြစ်တဲ့အကြောင်းတော့မလောက်တတ်ဘူးပေါ့နော်ကြိုပြောထားတာပေါ့နော်လာမေးလို့ရှိရင်တခါတည်းညင်းထားတာခုတည်းကဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီကောင်းကိုခုနလိုပဲမြင်သာထင်သာဖြစ်အောင်ဒီ texture လေးပေါ့နော်ဒီ screenshot ယူထားတဲ့ကျွန်တော်တို့ texture လေးကိုဒီမှာလာထည့်ပြီးတော့ယာလိုက်ရင်ကောင်းမလားနော်အဲ့တော့ဒီမှာမပေါ်ဘူးပေါ့ဗျာဆိုတော့ကြိုက်တဲ့တစ်ခုကို sample ယူကြည့်လိုက်မယ်ပေါ့နော်ဥပမာဒီကောင်းကိုယူပြီးခေါ်လိုက်မယ်ခဏလိုပဲစသည်ဖြစ်ပေါ့နော်တစ်ခုခုနဲ့ပဲဖြစ်စေလာပြီးတော့ကတ်လိုက်မယ်အဆင်ပြေလားဆိုတော့အဲ့ဒါလည်းမပြေဘူးဒီမှာလေ UV တွေကဘယ်လိုမှမသိဘူးတက်လားဒီမှာဆိုသွားတဲ့ direction မမှန်ဘူးပေါ့နော်ဆိုတော့ဒီကောင်ဆိုရင်ရောအဲ့တော့ဒါလေးကိုပဲကျွန်တော်ဒီဘက်ကိုခဏထည့်လိုက်မယ်နော်အဲ့ဒီမှာလည်းပဲကျွန်တော်တို့ဒါတော့မိတ်တုံ animation ရအောင်မယ်ပေါ့နော်ခဏဆောင်ဒီမှာလေတက်လားသိတာနော်အဲ့တော့ဒါဆိုပို့ဆိုပေါ့ကျွန်တော်တို့အပေါ်တက်တာလည်းပါတယ်အောက်ဝေးလည်းပါတယ်ဒီဘက်ဘေးကိုလည်းကျွန်တော်ပြန်꿰လာတယ်เนาะဒီတက်တဲ့ direction မဟုတ်သေးဘူးဒီဘက်ကိုလည်း꿰တယ်ပေါ့အောက်ကြီးရောအဲ့လိုမျိုးအရန်ပြောက်တော့ပါတဲ့ direction တွေဆိုတော်တော်လေးကျွန်တော်တို့ဒုက္ခရောက်သွားပြီမှာလေ okay အဲ့တော့အဲ့ဒါကိုကျွန်တော်တို့လုံးဝကွက်တိကြအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အခုပြောမယ့်အကြောင်းအရာတွေကျွန်တော်အရင်တုန်းကအဲ့အတွက်ဗီဒီယိုတီးတန်းတစ်ခုလုပ်ခဲ့ပေးဘူးတယ်အဲ့ဒါကိုလည်းကျွန်တော်ထပ်ပြီးတော့ link ထပ်ပေးထားအောင်မယ်เนาะအဲ့တော့အခုပထမဆုံးကျွန်တော်တို့က line ဖြစ်ဖို့လိုတယ်ကျွန်တော်တို့လိုချင်တဲ့ shape တွေเนาะအခုအကုန်ဒါကျွန်တော် line နေနဲ့ပဲဆွဲထားတာ line ဆွဲထားတယ် cycle ဆွဲထားတယ်လိုလဲ line တွေအဆင်ပြေသလိုဆွဲထားတယ်အဲ့တော့ကျွန်တော်တို့ကတခြားသောနီးလန်းတွေကတော့အများကြီးရှိတယ်ဗျာ Anwad တွေပါတွေနဲ့ UVW ကိုပြန်လောက်တာတော့ပါဘူးလေလောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာအလွယ်ဆုံးနီးလန်းလေးကိုရှင်းပြမယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာဒီ strip line ပေါ့နော်ဒီ line ကိုပဲကျွန်တော် sample ပြလိုက်မယ်နော်ဒီ line ဒီမှာ utility ကိုသွားလိုက်မယ်ဆိုဒီမှာ measure ကိုဝင်ကြည့်မယ်ဆိုသူ့ရဲ့အရှည်ပေါ့နော်ဒီတောက်လျှောက်အစဆုံးဒီမှာ83.1ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာ strip line ကတော့ဒီ4000ဆက်ဆက်ကလေးပေါ့နော်ဆိုတော့ဒီမှာ box လေးဆွဲလိုက်မယ်ဒါပေမဲ့အဲ့လောက်ကြီး detail မလုပ်လဲရပါတယ်နော်ဆိုတော့ကျွန်တော်ခုနကဒီတန်ဖိုးပြန်ကြည့်လိုက်မယ်နော်83.1အဲ့တော့ကျွန်တော်ဒီအရှည်ကို83
data မှာပုံတက်လို့ကျွန်တော်ပေးလိုက်မယ် okay အဲ့တော့ဒီအကျယ်ရတယ်ကျွန်တော် 0.8 တော့20 mm တို့အဖုံးနေနဲ့အပေါ်ကအစွတ်တွေနဲ့ပါညာနေဆိုရင်တော့သူအလှထုတ်တယ်ဆိုရင်20 mm လောက်တော့ရှိတယ်ဆိုတော့လေ20 mm ထည့်ခြင်းနဲ့တဲ့ 0.8 ထည့်ခြင်းနဲ့တဲ့ဒီပဲလေနော်ဒါကဒီတိုင်းတိကျလိုက်လို့ဆရာမလို့လေနော်ပိုစင်ပြီးတဲ့ size နဲ့လုပ်လို့ရတယ်အရေးကြီးတာကျွန်တော်ရဲ့ဒီ lens မှာ segment များများလေးတိုးပေးရမယ်ပွေးတာများလေး segment များများလိုအပ်လေပဲဘယ်လောက်များလဲဆိုတော့ကိုယ့်ဘာကိုဆုံးဖြတ်ပေါ့နော်ဒါပေမဲ့ဒီလောက်များလိုက်လို့လေကိုယ့်ရဲ့ project ကြီးကပိုလီကောင်းအောင်အရင်လေးတက်မလာပါဘူးလေနော်အဲ့တော့ကျွန်တော်တို့သုံးရမှာပါလဲဆိုတော့ဒီ modifier မှာဒီ pad deform ဆိုတဲ့ဟာကိုကျွန်တော်တို့သုံးပေးရမှာเนาะအဲ့အတွက်ကျွန်တော်ဗီဒီယိုတီးတက်လုံးဝလုပ်ပေးထားသေးတယ်ပြီးမှပဲစိတ်ဝင်စားရင် link မှာထည့်ကြည့်လိုက်ပေါ့เนาะနောက်တဲ့ link တစ်ခုအဲ့တော့ဒီဒုတိယတစ်ခုကိုသုံးပေးရမယ်เนาะပထမတစ်ခုကတိတ်အဆင်မပြေဘူးဒီ pad deform ကိုသုံးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ pick pack ဆိုပြီးတော့ခုနကကျွန်တော်တို့ရဲ့ဒီအတိုင်းတာယူထားတဲ့လမ်းကြောင်းလေးကို pick ကောက်လိုက်မယ်ကောက်ကွမ်းကျွန်တော်တို့က move to path ဆိုပြီးတော့ရွှေ့လိုက်မယ်ဆိုတော့ဒီလိုမျိုးဖြစ်တယ်အဲ့တော့ဒီလိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်ကဒီမှာ direction ပြောင်းကြည့်လိုက် okay ရသွားပြီအဲ့လိုရသွားတဲ့အခါမှာ condition 3မျိုးရှိတယ်ဗျာဘယ်လို condition တွေဖြစ်လဲဆိုတော့သူကအဓိကတော့ဒီ box ဆွဲတယ်ဆိုရင်များသောအားဖြင့် box ကဒီ xyz ဝင်ယူက center မှာပဲလာပေါ်တာများတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးဖြစ်တာအဲ့တော့ထားပါအဲ့လိုမမှတ်လဲရတယ် condition 3မျိုးရှိတယ်ဒီအစမှာလာပေါ်တယ်ဆိုရင်ကျွန်တော်တို့ကဒီ percentage မှာ100%ထည့်လို့ရတယ်ဒီလိုတဝက်ပေါ်တယ်ဆိုရင်တော့ကျွန်တော်တို့90%ထည့်လို့ရတယ်ငကိုတွေကသုံးလိုက်တာနဲ့တန်းမှန်သွားတယ်ဆိုရင်တော့ဘာမှလုပ်စရာမလိုတော့အဲ့လိုမျိုးကျွန်တော်မှတ်လို့ရတယ်okay အဲ့တော့ဒါကဘာထူးသွားလဲပေါ့နော်ဆိုတော့ဒီဘက် define မှာလည်းဘာမှလည်းမထူးလေเนาะဆိုတော့ကျွန်တော်ဒီ screen လေးနည်းနည်းလင်းလိုက် okay ဆိုတော့ material ကရမယ်လေခဏလိုပဲဒီမှာ material ကတ်လိုက်တယ် okay ဒါလည်းဘာမှမထူးတူတူပဲဒီမှာလေခဏတိုင်းပဲဘာမှထူးရမှုမရှိဘူးဆိုတော့ဒီမှာစမှာကျွန်တော်တို့ကဒီ pad deform ဒီမျက်လုံးလေးခဏပိတ်လိုက်တယ်ကျွန်တော်တို့ရဲ့ပုံမှန် UV ပြန်ဖြစ်သွားတယ်ပြန်ဖြစ်သွားတော့မှဒီမှာ UVW mask ဆိုပြီးတော့ခေါ်လိုက်ရုံပဲเนาะအဲ့တော့ဒီ Wattwave modifier ဆိုတဲ့ platform ဒီအမြဲတမ်းအပေါ်မှာပဲရှိနေအောက်ချလို့မရအောင်เนาะအဲဒါတော့ကြအတင်းကြီးအောက်လိုက်ချနေမှာဆိုတော့အဲ့တော့ပြင်လာတော့ကြိုက်တဲ့ map နဲ့ပြင်လို့ရတယ်နောက်ဆုံး plain နဲ့လည်းပြင်လို့ရတယ်အမှမဖြစ်ဘူးပေါ့เนาะဆိုတော့ဒီအောက်မှာ bitmap fit bitmap fit မခေါ်ခြင်းလည်းရပါတယ်သူက square shape ဆိုတော့ပြဿနာတော့မရှိဘူးအဲ့တော့ဒီလိုမျိုးပုံစံရတယ်တဲ့အခါမှာကျွန်တော်တို့ကဒီ UVW max ရဲ့ညားလေးကိုဖွင့်ပြီးတော့ gizmo မှာဒီ shape လေးပေါ်အောင်လို့ date ချက်ထည့်ပြီးတာအဲ့တော့ဒီစိတ်ကျဲကြိုက်တာကိုယ့်ဘာကိုဆုံးပြနောက်တစ်ခုကဒီမှာတက်လာစိမ်းအောင်လေးเนาะဒါဒီကျွန်တော်တို့ဒီကနေစမယ်လို့ကျွန်တော်တို့သတ်မှတ်ထားတာเนาะရတယ်ကိစ္စမရှိဘူးဒါကိုက direction တွေပါတခါတည်းစဉ်းစားလို့ရတယ်ဘယ်ဘက်ကနေစပြီးတော့animation ကပြေးမလဲတွေပါတယ်စဉ်းစားလို့ရတယ်အဲ့တော့ဒီအစိတ်ကျဲကိုကျွန်တော်ကြိုက်လားကိုယ့်ဘာကိုချိန်လိုက်ပြီเนาะအဆင်ပြေသွားပြီအဲ့တော့ဒီ UV လေးကျွန်တော်လိုရမယ်က copy ကူးထားလိုက်မယ်เนาะ okay ဒါဆိုဒီမှာ platform လေးပြန်တောင်းလိုက်မယ်ဒါဆိုရင် D5 ဘက်ကိုပြန်ကြည့်အောင်ဒီမှာလဲလေးပဲเนาะဆိုတော့ဟိုပြောပြနေအောင်ကြားတယ်တကယ်တမ်းကိုယ့်ဘာကိုလုပ်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ animation လုပ်ထားတဲ့ဒီ video အရာပေါ့เนาะသူ့ရဲ့ direction ကသူအဆင်ပြေအောင်ဖတ်လာလိမ့်မယ်เนาะဒါတော့ပိုကြိုက်တဲ့လောက်လင်းလို့ရတယ် okay ဒါဆိုဒီဘက်ဟာလေးကိုကျွန်တော်ခက်သွက်လေးလို့ပြအောင် cycle ဆိုရင်ရောဒီမှာเนาะ utility ထဲမှာ measure ဆိုတာရှိရဲအဲ့တော့ဒီမှာကျွန်တော်တို့150 0.95အဲ့တော့ကျွန်တော်နောက်တစ်မျိုးလုပ်ပြမယ်စလင်နာနဲ့လုပ်ပြမယ်เนาะတူပဲလေเนาะအဲ့တော့150 ဒသမ 0.95ပြီเนาะအဲ့တော့ဒီအလုံးဘက်လေးကတော့ 0.4 ပေါ့ကျွန်တော် 0.8 လို့ကျွန်တော်တဝက်ယူတယ်เนาะပြီးရင်တော့အရေးကြီးတာဒီသူ့မှာ high segment များလေးထည့်ပေးရမယ်เนาะကွေးလေးထည့်လေးဒါတော့ကိုယ့်အကိုကြိုက်တဲ့လောက်ဆုံးဖြတ်လို့ရတယ်ခုနလိုပဲ platform ဒုတိယတစ်ခုခေါ်မယ်ဒါမှမဟုတ်လေဒီ modifier မှာထည့်ထားလိုက်ပေါ့เนาะပြီးရင် big click move to back တော့ကြတော့အဲ့လိုဆလင်ဒါတွေကကြတော့လေလုံးမယ်ဆိုရင်အမြဲတမ်းကွက်တီပဲဒီမှာဘာမှထည့်စရာမလိုဘူးပေါ့နော်နောက်ဒီ direction အစလုံးဝကွက်တီပဲဘာမှပြင်စရာမလိုဆိုတော့သုံးရတာတော့ပိုလွယ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီ material ရင်ကပ်ပြလိုက်မယ်နော်ဒီမှာ material ထည့်လိုက်တယ်ပြီးရင်ဒီအောက်ကဒီဆလင်ဒါပေါ်မှာ right click ဆိုပြီးကျွန်တော်တို့ဒီမှာခုနကနေဒီဘက်ကနေကူထားတဲ့ UV ကို instant နဲ့ထည့်ခြင်းနဲ့ထည့်ပေါ့နော်ဒါမှမဟုတ် paste ကျွန်တော်တို့ paste ပဲတုံးတယ်ဘာကြောင့်လဲဆိုတော့ move တွေပါတယ်ရွှေ့နေတာတော့ပါဆိုရင်ပို့ချိန်လို့ခေါင်းဆိုတော့ဒီမှာ paste ထည့်ပြီးသွားပြီဒီကတော့ကျွန်တော်တို့ rotate မှာအမျိုးလေးလှည့်ပေးလိုက်ရုံပဲเนาะအဓိက direction ပို့သွားခြင်းတဲ့ direction မှန်တယ်နောက်ပြီးတော့အစိတ်ကျဲရတယ်ကျွန်တော်တို့ရှေ့မှာလောက်ထားတဲ့ဒီ strip line ရဲ့အစိတ်ကျဲနဲ့ဒီကအစိတ်ကျဲနဲ့တူသွားတယ်ဒီညမှာပြောစရာရှိတာဗျာ
သိရမလားကျွန်တော်ဒီမှာကျတော့စိတ်လေးလုပ်ပြီးတော့နောက်တစ်ခုမှကျတော့ကြဲလုပ်တဲ့အခါမှာ strip line သွားတဲ့ animation ကဒီအခန်းတစ်ခန်းထဲမှာပဲ animation အတူတူပဲကိုစိတ်လိုက်ကျဲလိုက်နေ constant မဖြစ်ဘူးလေနော်ဒီတူညာတို့မဖြစ်ဘူးအဲ့ပြဿနာမဖြစ်အောင်လို့ကျွန်တော်ခုန UV ကို copy ကူးလာခဲ့လိုက်တာเนาะ okay ဒီမှာကြည့်ရအောင်နော်ဒါတော့ပြတ်တော့ဘာဖြစ်ဖြစ်အဓိကတော့ဟို line ကတော့တော်တော်လေးမှန်သွားပြီเนาะဒါစတဲ့စက်ကြောင်းနေရာဖြစ်နေလို့เนาะဒီဟာလေးတော့ဒီမှာဖြစ်မယ်เนาะဒီမှာတက်လာဆိုရင်တော်တော်လေးအဆင်ပြေသွားပြီ okay ဆိုတော့ဒီဟာဆိုရင်ရောတူပါပဲဒီမှာ241.25ကြိုက်တာနဲ့လို့เนาะစလင်ဒါဆိုရင်တော့တစ်ခါတည်းပြီးရဒီမှာเนาะ241.25 0.4 ပြီးဒီမှာ segment high segment ဒါဒီလောက်လေအဆင်ပြေပါเนาะအဲ့တော့ platform big click move to back เนาะတက်လာဘာမှလုပ်စရာမလိုပါဗျာဟဲ့လားအဲ့လိုမျိုးဒီဆလင်နာနဲ့ဆိုရင်တော့ပိုကောင်းတယ်ဒါပေမဲ့အပြင်မှာကျတော့တချို့တော့ strip line တွေကကျတော့ဒီလိုမျိုး4000ဆက်လေးပဲလीเนาะအဲ့ဒါအောင်မှာကျွန်တော်ဒီ box မှာ chamfer လေးထည့်ပြီးတော့ဒီလို down လေးတွေထပ်ပြီးတော့လုံးတာတွေလည်းရှိတယ်အဲ့လိုဒီလိုကြီးလုံးလုံးမဟုတ်ဘူးเนาะမှာ 0.125 လောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လေ 0.25 လောက်စသည်ဖြစ်ပေါ့เนาะအဲ့လိုမျိုးလည်းပြဿနာမရှိဘူးเนาะကျွန်တော်တို့သင်ပေးတယ်ဒီမှာကြိုက်တယ်လို့ပြင်လို့ရတယ်เนาะဆိုတော့ဒီကောင်လည်းပဲခုနအတိုင်းပဲစလင်ဒါမှာ page ဆိုပြီးတော့ UV ထည့်တယ်ဒါပေမဲ့ချိန်မှုတက်ကတော့ဒီမှာ platform လေးနှိပ်ပြီးတော့မျက်လုံးလေးပိတ်ပြီးတော့ gizmo rotate ဒီလိုမျိုးလှည့်ချလိုက်တာပေါ့နော် direction မှန်သွားအောင်လို့ပြီးတော့တကယ်ကျွန်တော်တို့ဒီကနေမစကြဘူးဆို rotate လှည့်ပြီးတော့ဒီလိုလှည့်လိုက်လို့ရတယ် direction နော်အဲဒါဆိုကျွန်တော်တို့ရပြီတော့လို့ရှိရင်ခုနလိုပဲဒီ platform လေးကိုမျက်လုံးပြန်ဖွင့်လိုက် okay ဒီမှာပုံစံပြီးသွားပြီနော်အဲ့တော့ပြီးရင်တော့ကျွန်တော်ဒီ material မှာ pick ကောက်မယ်ပြီးရင်ကျွန်တော်ဒီမှာ transparency ကိုဖွင့်လိုက်ပါနော်ဖွင့်ပြီးဒီမှာ transparency 1ထားလိုက်ဒါဆိုဒီမှာကျွန်တော်တို့ကျွန်တော် texture လောက်ထားတဲ့အခါမှာမလင်းချင်တဲ့နေရာအမဲထားလိုက်ဆိုတော့ transparency 1ထားလိုက်လို့ရှိရင်အဲ့နေရာမှာလုံးဝပျောက်သွားမယ်ဒါမှမဟုတ်လည်းခက်ရေးလေးကြံနေခြင်းလေးရဆိုရင်တော့ဒါ transparency ကိုဟိုအဆင်ပြေတော့အမောင့်ထားပြီးတော့ခုနလိုမဲကြောင်းထင်းမနေအောင်ဖန်တီးလို့ရတယ်โอเคเนาะဆိုတော့ဒါဆိုရင်တော့တော်တော်လေးအဆင်ပြေမယ်လို့ထင်တယ်အဲ့လိုပဲเนาะဟိုကျွန်တော်တို့အဲ့လိုတစ်သားချောင်းတွေပဲဖြစ်ဖြစ်အားတွေပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုဒီနေရန်တွေပဲဖြစ်စေအဲ့လိုအကွေး white တွေလုပ်ချင်တယ်နောက် texture ကိုလည်းသူ့ရဲ့လမ်းကြောင်းလေးအတိုင်းတစ်သားဆိုလေတစ်သားအကျော်လေးကိုသူ့လမ်းကြောင်းလေးအတိုင်းမှန်မှန်ကန်ကန်လေးကတ်ချင်တယ်ဆိုရင်ဒီလိုမျိုးနဲ့လွယ်ကူကူနဲ့မြန်ဆက်ဆံဖန်တီးလို့ရတယ်โอเคအဲ့တော့ bonnet အနေနဲ့ကျွန်တော်တို့တတိထားမယ့်ချက်ကဒါကိုဒီနေရာမှာပဲ quality အလုပ်လုပ်မယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့ဒီ straight line ကိုနေရာရွှေ့အောင်မယ်ဒီအပြင်မှာဆွဲပြီးတော့မှကျွန်တော်သွားနေရာချမယ်ဆိုရင်တတိထားမယ့်ချက်တွေကျွန်တော်ဒီ 2D ဖြစ်တဲ့ line ကိုအရင်ရွှေ့ရမယ်ပြီးတော့မှဒီ 3D ကိုရွှေ့ရမယ်ရွှေ့ပြီးရင်တော့ကျွန်တော် group ဖွဲ့ပေးရမယ်เนาะအဲ့ဆိုပိုကောင်းတယ်အဲ့တော့ဒီ3ခုလုံးကတစ်စုံလုံးလုပ်ချင်တယ်ဆိုရင်ဒီ 2D တွေကိုရင်ရွေးပေးရမယ်เนาะဒီမှာเนาะအဲ့တော့ shape ပေးလိုက်မယ်เนาะဒီမှာ 2D တွေကိုရင်ရွေးပေးရမယ်ပြီးတော့မှကျွန်တော်တို့ကြံတဲ့ 3D ကိုရွေးပေးရမယ်အဲ့ဆိုရင်တော့ဒီမှာအဆင်ပြေတယ်အဆင်ပြေအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ straight line ကိုပဲရွေးသွားခြင်းလေဆိုရင်ဒီမှာမှားသွားပြီလားပြီးတော့ဒီမှာမှားသွားပြီအားကြောင့်လဲဆိုတော့ကျွန်တော်ဒီ line 2D shape ပေါ်မှာအခြေခံပြီးတော့လမ်းကြောင်းယူထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီလိုမျိုး select ကောက်ပြီးတော့ group ဖွဲ့အောင်လည်းမရဘူးကျွန်တော်လုပ်တင်တာဒီ shape ကိုအရင်မိအောင် select ရင်လုပ်ပေးရမယ်ပြီးတော့မှသာအဆင်ပြေတဲ့ကိုလိုချင်တဲ့ဟာကို select ပေးပြီးတော့ group ဖွဲ့ပေးတာမျိုးပေါ့နော်ဒါဆိုရင်တော့ကိုကြိုက်တဲ့ပုံစံရွှေ့လို့ရတယ်ကိုထားခြင်းလို့ထားလို့ရတယ်တော့ဒီ line လေးကိုလည်းကျွန်တော်ပြန်ပြင်လို့ရတယ်နော်အတူရှိတွေကိုယ်ကောက်တွေအကုန်ပြန်ပြင်လို့ရတယ်အလုံးလုံးတယ်ဒါပေမဲ့ကျွန်တော်ပြင်လိုက်တဲ့အနေထားပေါ်လိုက်ပြီးတော့ဥပမာဒါကြီးကဒီဘက်ရောက်ပါနော်ထားပါလို့ကျွန်တော်ကဒီ line ကိုအကယ်မကြိုက်ဘူးပေါ့နော် line မှာဒီကောင်လေးအရန်မြင့်နေတယ်ဆိုရင်ကျွန်တော် border point ပေါ်ပြီးတော့သူ့နှိမ့်လိုက်မယ်လိုက်ပြောင်းနေနော်ဒါပေမဲ့တခုရှိတာအတူအနေနဲ့အတူရှိမှာဒီကောင်ရဲ့ total length ပေါ့နော်220.580ဆိုပြီးတော့ပြောင်းသွားတတ်တယ်အဲ့ကြရင်တော့ဒီကောင်ကိုလည်းလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ cylinder မှာ220.580ပေါ့နော်580နော်580ဆိုပြီးတော့ထည့်လိုက်ရင်အတိအကျကျွန်တော်လိုက်ပြောင်းဆိုတော့ဒီဘက်မှာလည်း update ဖြစ်မယ်ပေါ့နော်ဒါတော့
ဘာမှတော့တိတ်ထွေတူတော့မဟုတ်ပါဘူးเนาะအဲ့တော့တော်ပါပြီเนาะဒီလောက်ဆိုရင်ကျွန်တော်တို့တော်တော်လေးလုပ်လို့အဆင်ပြေမယ်ဆိုတော့ဒီ video texture ကတော့စမ်းကြည့်ရင်စမ်းလို့ရအောင်တော့ဒီမှာကျွန်တော်ဒီ strip line အတွက်နှစ်ခုတူတူပါပဲကျွန်တော်လောက်ထားရတော့တခြားရတော့ရှိတယ်ပေါ့เนาะဒါပေမဲ့ဒါကတော့ sample အနေနဲ့ဒီနှစ်ခုကိုထည့်ပေးလိုက်တာပြီးတော့ဒါကတော့ screen ကတော့ဒီမှာထည့်ကြည့်ခြင်းလဲထည့်ကြည့်လို့ရအောင်ထည့်ပေးလိုက်တာပါဒီကတော့ဒါတွေကတော့ပေါ်ပါတယ်เนาะ okay ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြတာပေါ့ကျေးဇူးပါ